အစီအဝေးမှာဘရင်ကနက်ကိုကွယ်မှုတွေအပေါ်မှာအားကိုနေရာကိုလျှော့ပြီးဒေပန်နဲ့တင်ရှာကိုလေ့လာရမယ်လို့ကြေညာလိုက်တော့ရှီယိုဆွဲနေတဲ့မကြီးတွေကတင်ရှာဆိုတဲ့ညီများချင်းပို့စာတွေနဲ့တဘာဝတရားကိုမပြေရှင်းနိုင်ကြောင်းနဲ့နဆူရီကဘရင်ကိုနှုတ်ရှင်နေလို့သာမိုးခေါင်နေရချင်းဖြစ်ကြောင်းရှော့တင်ကြပါတယ်ပြီးတော့မိုးရောက်လုံးနေတဲ့တကူလီတော့နေတန်ကတော့ဘရင်အနေနဲ့မိဖုရားတယောက်ယူပြီးနတ်တွေကိုပူဇော်ပွဲလုပ်ပြီးမှသာဖြစ်နိုင်မယ်လို့ရှော့ပါတယ်အချိန်တန်ဘီကစူဝေးခန်းကနေခုထွက်ခဲ့ပြီးတဲ့နောက်သူမရဲ့ကြာကြံခဲ့တဲ့ဖုန်းကိုပြန်ရှာတွေ့တဲ့ချိန်ရဲမဲတွေဖမ်းတာခန့်လိုက်ရပါတယ်တံမီတဲ့ဘရင်စီကိုရောက်တော့ဘရင်ကသူမရဲ့တူဆန်းတဲ့ပုံစံကိုမတင်ကားလိုက်ကြောင်းချက်ချင်းပဲကိုမြင့်ဖို့မေးပြလိုက်တဲ့ချိန်မှာသူမကဘရင်ကိုတောင်းပန်လိုက်ပြီးသူမကနာဂတ်ကဘာကနေရောက်လာတာဖြစ်ပြီးအိမ်မဲပြန်ငင်ကြောင်းပြောပြီးမဲ့လေဘရင်ကတော့သူမကိုမြုံနေတဲ့တံမီတဲ့ထိတ်လန့်သွားပြီးဘရင်ရဲ့စီကိုပြောင်းနေအောင်လို့သူမကတင်ရှာအတွက်ချက်ရန်တော်ကြောင့်ပြောလိုက်ပါလေသူမပြောတာကိုစိတ်ဝင်စားသွားတယ်ဘရင်ကကိုမြင့်ဖို့ကိုစိမ့်ရလိုက်ပြီးသူမကိုပိုက်တာကိုရက်ဒီယိုရန်ပို့စာကိုတော့ခိုင်းပါလေခိမီနာတတဲ့နေပါနေတဲ့နန်းရွေးခင်မှာတော့တင်ချာကခက်ခဲနေပြီမဲ့ဂျနီလိုဆဆရခိမီနေတဲ့ချိန်မှာစာမလုပ်ခဲတံပြီးတော့တွတ်နိုင်နေပြီဖြစ်တာကြောင့်ဘင်းရှိမှရေးစစ်စစ်တွပြလိုက်ပါလေဘင်းလည်းသူ့ရဲ့တော်ဆုံးပင်ကရှိပြီးတော့သုံးရဲ့ချင်းပေးပြီးတွတ်ခဲ့ရတဲ့ဘောစာကိုတထိုင်းနဲ့ပြေတွတ်ပြလိုက်တဲ့တံမီကိုထင်ကြီးသွားပြီးပြေလုံးပေးပြီးတော့ဆူချလိုက်ပါလေပြီးတော့သူတို့အားလုံးကိုလည်းတင်ချာဘာသာရက်ကိုကျွမ်းကျင်အောင်တင်ပေးရမယ်လို့တာဝန်ပေးလိုက်ပြီးတာဝန်ပြီးဆိုရင်တော့အင်ကိုပြောင်းခွင့်ပေးမယ်လို့ပြောခဲ့ပါလေတံပီရဲ့ပထမဆုံးကြောင်းသားကဘင်းကိုယ်တိုင်ဖြစ်ပြီးတော့ပေါင်းတော်မျိုးစားတော်မတိတဲ့သူထဲအချင်းဒီဆိုးတဲ့ဘင်းကိုကြည့်ပြီးခါရတင်ခဲ့ရပါလေတံပီလည်းဘင်းကိုစိတ်ရှိရှိနဲ့တင်ပေးခဲ့ပြီးတဲ့နောက်ဘင်းကနိုင်တဲ့မြောက်လာတဲ့ခါမှာတေကနေ30တိအလီတွေကိုပြန်ရုပ်တဲ့ပြန်ကွေးကိုကျင်းပါပါလေဘင်းရှုံးသွားတဲ့ခါမှာတံပီတယောက်ဘင်းကိုဘင်းဖြစ်နေမှန်းတော်မေးသွားပြီးတော့ကောင်းကိုရက်လိုက်တဲ့ခါမှာဘေကဆောင်ကချက်ချင်းတံမီကောင်းကိုတားနဲ့ပိုင်းကနေဘင်းဝင်သားလိုက်လို့တီတီလေးလို့သွားခဲ့ပါလေမိဖုရားကြီးကတော့ဘင်းရဲ့ခက်တဲ့တွေးခေါ်တွေကိုသဘောမကျလာကြောင်းမိဖုရားကြီးလာရင်တော့ဘင်းနဲ့တံပီတို့ကတင်ရှာလေးလာနေတာတွေကိုကြားလိုက်ပြီးဂီတတင်နေကြတဲ့အတိုင်းနေကြရပါလေတဲမှာဘင်းကတံပီကိုစားတော့တဲ့ခင်းကျွေးယူမယ်လေတံပီကတော့တိုးဝင်ခင်းတွေကိုမကြိုက်ခဲ့ပဲခေါဆွဲကြောက်ထိုးသားပြိုးစားခြင်းကြောင့်ပြောပြီးချက်ပြိုးဆောင်ကိုလည်းပို့ခိုင်းပါလေပြီးတော့သူမပါလာတဲ့ခေါဆွဲပူကိုရင်းလေးထည့်ပြပြီးဘင်းကိုပါကျွေးရောဘင်းကလည်းမီးစမ်းကြည့်ပြီးစပ်ပြမဲလဲစားလို့ကုန်းကြောင်ပြောပြီးသူမထွက်တော့မချမ်းမဲနဲ့စားပြလိုက်ပါလေနောက်နေ့မနေ့ရောက်တော့ဘင်းရဲ့အကုံချေအော်တန်ကြောင့်နန်းတွေခုလုံးလဲမပရာမီလူတို့ဖြစ်ကုန်ကြပြီးတမတော်ကြီးတွေလည်းဂုံချင်းကုန်ကြပါလေအချင်းနေသွားတဲ့ချင်းတံမီတယောက်ဘင်းကိုသွားတွေ့တဲ့အခါမှာဘင်းရဲ့နဖူမမော်ဆာရဲ့ကြီးကန်နေတာကိုတွေ့တော့တမကမော်တန်တဲ့သူကိုပိုင်းအောင်ပိုင်းအောင်ပြူစားထားလာဖြစ်တယ်လို့ပြောပါလေအန်တင်သွားတဲ့တံပီတဲ့ဘင်းကိုရှားကြီးအားကျွေးလိုက်တာကခေါဆွဲတော့မော်တန်ဖို့ကူမြို့ဒီစနုံပြီးစာရင်ပူပိုင်းအောင်လာတော့မစားဖို့ရင်ဖြစ်တာပေါ်လို့ပြောတော့ဘင်းကစာရင်ဆိုတာဘာကိုပြောထားလဲလို့မေးပါတော့လေဒါနဲ့တံပီကလူခန္ဓာကိုယ်မှာရှိတဲ့စေပိုင်းတွေအကြောင်းကိုစိတ်ရှိခြင်းနဲ့ရှင်းပြပြီးတော့ရှင်မက်ကိုလည်းနဲ့ဖြေလိုက်ရင်နှလုံးခုန်တန်းကိုပြန်ကြားနိုင်ကြောင်းပြောပြပါလေဘင်းကရင်မက်ကိုဖိကြည့်ပေမဲ့ဘာမှမကြားရလေကြောင်းပြောတော့တံပီကလည်းတေချောင်းကိုကြားနိုင်တဲ့ချိန်ကကိုကတဆုံတယောက်ကိုချစ်မိသွားတဲ့ချိန်တေချာခန်းစားနိုင်ကြောင်းဘင်းကြီးကိုပြင်းကြပြီးတင်ပေးပါလေဘင်းကတော့တံပီရဲ့တီကျွဲဝါမှုတွေကိုထင်ကြီးသွားပြီးပါရမီရှင်တယောက်ပဲဆိုပြီးတော့ကျိုးဆုံးရဲ့နန်းတွင်ပညာရှင်အားလုံးကိုတေချာသမကဒေပန်တဲ့စိုက်ပျိုးရေးဘာသာရက်တွေကိုပါတင်ပေးဖို့တောင်းဆိုခဲ့ပါလေ